ကျောင်းတွင်းကဇမ်ဘီတရေများမိန်းကလေးတယောက်ဟာစာဖတ်တာကိုပဲအာရုံစောင့်နေတာကြောင့်ကျောင်းထဲမှာဇမ်ဘီဇာမေးတွေစတင်ပြန့်နှံ့နေတာကိုလုံးဝသတိမထားမိခဲ့ပါဘူး။ကံကောင်းထောက်မစွာနဲ့ပဲကောင်းလေးတယောက်အချိန်မီရောက်လာပြီးသူမကိုဆွဲခေါ်ကာထွက်ပြေးခဲ့ကြပါတယ်။သူတို့နှစ်ဦးဟာအရင်ဆုံးထမင်းစားဆောင်ထဲမှာပုံမှုစူးစမ်းခဲ့ပေမဲ့အဲ့ဒီမှာဇမ်ဘီတွေပိုတောင်များနေတာကိုတွေ့လိုက်ရပါတယ်။ဒါကြောင့်အတန်းထဲကိုပြန်ပြေးတဲ့လမ်းမှာဇမ်ဘီတွေဝိုင်းခံထားရတဲ့ဆရာတယောက်ကိုတွေ့ခဲ့ပေမဲ့ဆရာကတော့ဇမ်ဘီတွေရဲ့အစားအစာဖြစ်သွားခဲ့ရပါတယ်။အကြီးကအဖြစ်အပျက်များအတန်းထဲသို့ထွက်ပြေးခြင်းကောင်လေးကလှေကားကနေတဆင့်အပေါ်ထက်အတန်းထဲကိုအရင်ရောက်သွားပြီးကောင်မလေးကတော့ဇမ်ဘီတွေမြင်သွားပေမဲ့တငယ်ချင်းတွေရဲ့အကူအညီနဲ့အခန်းထဲကိုဘေးကင်းကင်းရောက်သွားပါတယ်။အကူအညီတောင်းခံခြင်းရဲကိုဖုံးဆက်ပေမဲ့ရဲကနောက်ပြောင်နေထင်ပြီးဖုံးချသွားပါတယ်။ဒါကြောင့်တခြားမိန်းကလေးတယောက်ကကြောင်းမီလောင်နေတယ်လို့လိန်ညာပြီးမိသက်ဌာနကိုဖုံးဆက်ခဲ့ပါတယ်။ဆရာဖြစ်သူ၏အန်ရဲ့အားကစားဆရာတန်းထဲကိုပြေးဝင်လာပေမဲ့ကျောင်းသူတယောက်ကဆရာလက်မှာအကိုက်ခံထားရတဲ့တန်ရာကိုသတိပြုမိသွားပါတယ်။ဆရာကညှင်းဆိုပေမဲ့မကြခင်မှာပဲနှာခေါင်းသွေးရှံပြီးဇမ်ဘီအဖြစ်ပြောင်းလဲသွားကကျောင်းသူတယောက်ကိုကိုက်လိုက်ပါတယ်။ထွက်ပြေးလွတ်မြောက်ခြင်းကျောင်းသားတွေစုပေါင်းပြီးဇမ်ဘီဖြစ်သွားတဲ့ဆရာကိုခုခံခဲ့ကြပါတယ်။ဒါပေမဲ့ကိုက်ခံလိုက်ရတဲ့ကျောင်းသူလေးပါဇမ်ဘီအဖြစ်ပြောင်းလဲလာတာကြောင့်နောက်ဆုံးမှာတော့ကျောင်းသားအားလုံးအတန်းထဲကနေအပြင်ကိုအတင်းတိုးထွက်ပြီးထွက်ပြေးခဲ့ကြပါတော့တယ်။